မြန်မာနိုင်ငံမှာငလင်ပိုချက်တီစကိုင်းဖြစ်တဲ့ဒါလေးကိုအတူတူရေးကြည့်ကြရအောင်မြန်မာနိုင်ငံမှာဆိုတော့ in Myanmar ငလင်က earthquake ဗဟိုချက်က epicenter ကိုရေးချင်တာကငလင်ဗဟိုချက် the epicenter of the earthquake ငလင်ဗဟိုချက် the epicenter of the earthquake in Myanmar မြန်မာနိုင်ငံမှာငလင်ဗဟိုချက်တီဘယ်မှာဖြစ်တာလဲစကိုင်းမှာဆိုတော့ in စကိုင်းအဲ့တော့ဒီစာကြောင်းမှာကြည့်လိုက် the epicenter of the earthquake in Myanmar ဒီစာကြောင်းအရှိဒီ subject ဖြစ်တယ် in စကိုင်းဒါကနေရပြအဲ့တော့ verb ပြောင်းနေဒီမှာ verb လို့နေတယ်ကိုရေးချင်တာကငလင်ဗဟိုချက်တီစကိုင်းမှာဖြစ်တီရှိတီလို့ပြောချင်တယ်ဆိုလို့ရှိရင် verb to be ကိုသုံးလို့ရတယ် verb to be က am is are was were am is are က present tense မှာသုံးတယ် was နဲ့ were က past tense မှာသုံးတယ်ငလင်ဖြစ်တာဒီအခုဖြစ်နေတာမဟုတ်ဘူးဖြစ်ပြီးသွားပြီးဖြစ်တဲ့အတွက် past tense ကိုသုံးပေးရမယ်အဲ့တော့ was ကိုသုံးပေးရမယ် The epicenter of the earthquake in Myanmar was in Sagaing ကဲနားလည်မယ်လို့ညွှန်လင့်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးတော့နော် Thank you